Okay ဒီနေ့တော့ PCA နဲ့တကြောင်မောင်းမယ်နော်တကြောင်ဖြုတ်မယ်တကြောင်ဖြုတ်ရင်ဖြုတ်ကြည့်မယ်နော်ဘယ်လိုမျိုးရတာရှိလဲဆိုပြီးရင်ပြန်ပြောပြမယ်နော် Okay သွားမယ်ဆိုတော့ကျွန်တော်ဒီမှာပြောစရာလေးတစ်ခုရှိတာကျွန်တော်အခုလက်ရှိစီးနေတဲ့ဘိန်းက clip 160 model 2023ပေါ့နော်ကီလိုမီတာ6000ဝန်းကျင်မှာရှိတယ်သူ brand new တော့မဟုတ်ပေါ့နော်အရှိရဲ့လေကာမှန်ဆိုရင်နည်းနည်းလေးတောင်ခါနေပြီပေါ့နော်အငယ်လေးရေမစေးတာကြတော့ဖုံနေခဲ့ပဲဒီ PCA ရဲ့အားသာချက်ကတော့စီးလို့တော့ကောင်းတယ်ဗျမြို့တွင်အဓိကမြို့တွင်ပဲစီးမယ်ဆိုရင်တော့အဆင်ပြေတယ်ဘာလို့လဲဆိုအရင်တော့ပြောမယ်ဆိုရင် horsepower အရင်မများဘူးဗျပြောမယ်ဆိုရင်ထလာစီးလို့အဆင်ပြေတဲ့ဆိုင်ကစီးဆိုရင်လည်းမမားဘူးပေါ့နော်အနေချက်လို့ပဲပြောမလားတိတ်ပြီးတော့အားမရတာလို့ပဲပြောမလားပေါ့နော်ကီလိုမီတာ100ကျော်လာပြီဆိုရင်တော့နည်းနည်းလေးခါသလိုလေးခံစားရတယ်ဗျခါတယ်ဆိုတာတက်လက်တိတ်ပြီးတော့ထိန်းလို့မငြိမ်ဘူးလို့ပဲပြောမှာပေါ့နော်ကျန်တဲ့ဟာတွေတော့တိတ်ပြောစရာမရှိဘူးဗျ ABS တွေရော knob brake တွေရောတော်တော်လေးထိန်းလို့သိမ်းလို့ကောင်းတဲ့ထဲမှာတော့ပါတယ်လို့ဆိုဒီဆိုင်ကဂျူယ် ABS နဲ့လာတာမဟုတ်ဘူးဗျာအရှိဘိန်းက ABS brake နဲ့နောက်ဘိန်းကကြတော့ဒီ disc brake ပဲ disc brake ကိုမှ wheel brake နဲ့ပေါ့နော် ABS မပါဘူးဒါပေမဲ့လည်းစီးလို့ကောင်းတယ်ဗျာ brake နဲ့ပတ်သက်လာရင်တော့တော်တော်လေးအဆင်ပြေတယ်ရှေ့ brake ကောနောက် brake ကောမေးပြီးတော့ဖြည်းဖြည်းချင်းဖြစ်ရင်တော်တော်လေးမိတဲ့နေမှာပါတယ်ဒါကတော့ကျွန်တော်အားရတဲ့အချက်လို့ပဲပြောရမှာပေါ့ဗျာအဲ့မှာတစ်ခုပြောစရာရှိတာဒီ PCA model မြင့်နေတဲ့မှာတော့မှနောက်ကို hub brake shoe brake နဲ့မဟုတ်ဘဲနဲ့ရိုးရိုး hub brake နဲ့လာတဲ့ဟာတွေရှိရဗျာအဲ့လိုမျိုးကောင်ဆိုရင်တော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်အဲ့ကောင် hub brake နဲ့ဆိုရင်တော့သူကလည်း combine brake ဖြစ်သွားတာဟုတ်နောက် brake ညှင် shape brake လေးပါလိုက်ပြီးတော့ပေါင်းပြီးတော့ညှစ်ပေးတဲ့ design ဆိုတာပို့ပြီးတော့ပဲတက်တာဖြစ်မလားတော့မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ဒီရှေ့ရောနောက်ရောဒီ shoe brake နဲ့ကတော့နည်းနည်းလေးပို့ပြီးတော့မှ brake handling ဘိုင်းမှာပို့ပြီးတော့ကောင်းတယ်လို့ပြောရမယ်ဗျာဒီလားပြီးတော့ဒီ PC8 တွေရဲ့ကောင်းတဲ့အချက်လို့ပဲပြောအောင်နော်ကောင်းတဲ့အချက်ကကြတော့ဗာလဲဆိုတော့ဒီလက်ကင်ကသူ့ရဲ့လက်ကင် handle နဲ့ဒီနိုင်ကုန်ခိုင်ထားတဲ့ seat position နဲ့ရဆိုရင်ပြောမှဆိုရင်comfort အရင်ဖြစ်တယ်ဗျာကိုယ်နေရင်တောင်မှကိုယ်ကျွန်တော်တို့ပေါ့နော်အိပ်ပြီးတော့ကိုယ်ရင်တောင်မှကိုယ်လို့ကိုယ်မှမသိဘူးဗျာအဲ့တခုကသူ့ရဲ့အားသာချက်လို့ပဲပြောရမှာပေါ့သူ့ရဲ့ seat position နဲ့ဒီ handle ထားတဲ့နေရာနဲ့ကတော်တော်လေးကိုအဆင်ပြေတယ်ဗျာတခြားကလေး160တို့ဘာလို့လိုက်စီးကြည့်ဗျာဒါသူ့ရဲ့ဒီ engine တိုင်းတာနဲ့ပေါ့နော်ကလေး160တို့ဘာလို့ဆိုနည်းနည်း aggressive ဖြစ်တဲ့ဘက်ကိုသွားတယ်ဗျာဆိုတော့တကယ်ပေါ့နော်ဥမာမြို့ထဲစီးမယ်ကီလို100လောက်ပဲစီးမယ်ထားပါတော့မိသားစုနဲ့ပေါ့နော်ဟိုဥမာထားပါတော့သမီးကြီးစားနဲ့ပဲဖြစ်ဒါမှမဟုတ်လဲတငယ်ချင်းနဲ့ပဲဖြစ်ဒီတိုင်းချစ်ဒါကြီးအញ្ញံကြီးလည်းမောင်းကြမလို့ဘူးပုံမှန်လေးပဲမောင်းမယ်ဆိုတဲ့လူတွေတော့ကတော့အရန်ဆင်နေတယ်ဗျာသူပြီးတော့နောက်တစ်ခုကဒီကွေတာတွေ white တာလေးတွေဆိုရင်လည်းကျွန်တော်တို့လူမပင်မန်းဘူးဗျာတဲ့လားကျွန်တော်အိပ်ပြီးတော့ကွေနေပါစေအောင်အရင်မပင်မန်းဘူးဗျာတဲ့လားခါနာတာမျိုးတို့
ပြီးရင်နောက်တစ်ခုကဒီလက်တွေခြေထောက်တွေ position ယူရတဲ့ဟာတွေကလည်းအရင်ကျွန်တော်တို့ကတိတ်ပြီးတော့လုံးနေကြမလို့ဗျာနည်းနည်းလေးမှောက်လိုက်နည်းနည်းလေးဖြစ်လိုက်ခန္ဓာကိုယ်လေးကိုနည်းနည်းလေးတိန်းလိုက်တာနဲ့တော်တော်လေးကိုဟန်တယ်လှုပ်လို့ကောင်းတဲ့ထဲမှာပါတယ်ဗျာဒီ shape brake ABS လေးကတော့တော်တော်လေးအားကိုးရတယ်ဗျာတဲ့လားဒီလီဂါမန်လေးလှုပ်နေတာလေးတော့နည်းနည်းတီးခန့်ကြည့်ပြီးတော့ဗျာသူ့ရဲ့ဒီမီးရတော့လုံးဝဗျာပြောမှဆိုအားကိုအားထားတဲ့ထဲမှာပါတယ်တရားဟွာပေါ့နော်ရှစ်မီးမဖွင့်ရတယ်ဘူးဒါရှစ်မီးကဒီကောင်ကရှစ်မီးနော်ဒါကကျွန်တော်ခလုတ်နဲ့ဖွင့်လိုက်တာဒီမှာခလုတ်ပိတ်လိုက်ဆိုရင်ရှစ်မီးပြောက်သွားမှာဆိုတော့ဒီ PCA ကမီးတော့မစိုးဘူးဗျာဘာလို့ဆိုတော့ LED မီးအကြီးထည့်ထားတာကိုအဲ့လိုမျိုးဆိုတော့ဒါကတော့ရုပ်ထွက်ပေါ့နော်ရုပ်ထွက်မှာလဲပြောရမယ်ဆိုရင်တော့
စော်ကြီးပဲကြည့်တယ်ဘိန်းတစ်စီးလို့ပဲပြောရမှာပဲသိရမလားဟိုတအားကြီးကောင်းတဲ့ထဲမှာတော့မပါဘူးဟိုစီရတဲ့စီးလို့တအားကြီးကောင်းတဲ့ထဲမှာတော့မပါဘူးဗျာဟန်တယ်လင်းတအားကြီးငြိမ်တဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ရုပ်ထွက်ကတော့သိရမလားစောက်တန်းဗျာအဲ့လိုမျိုးပေါ့ဒါကြောင့်လည်းဟို PCX ကိုလူကြိုက်များကြတာပေါ့နော်အဓိကရုပ်ထွက်ကြောင်းလို့ပဲပြောရမှာပဲโอเคကျွန်တော်ဗီဒီယိုကြည့်ပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲ like follow နဲ့ subscribe လေးလုပ်ပေးပါအောင်ခင်ဗျသူကဒီအချိန်တွေဘာတွေအကုန်မှန်တယ်နော်ဒါအပေါ်ဖလင်တစ်ခုကတ်ထားတာဖလင်ကတ်ထားတာဒီမှာသူက traction control တွေ ABS တွေဘာတွေအကုန်ပါတယ်နော်ပြန်ဒီမှာရှင်းပြီး